ရေပြောထိုက်ကြပါလေရေနှုတ်ကလှရှားနေတဲ့ကိုမြင်ရတာကိုဒီလူပီတိစိတ်ကြရတယ်သူပီတိစိတ်ကလေးကပဲဘောမှာနေထိုင်ပြောထိုက်ရပါတယ်စိတ်ခံစားမှုစိတ်ဉာဏ်မှုခံစားမှုတွေကစာရေးသားရမှာရတော့ထောက်ကပြီးခဲ့ပါတယ်ဟိုစားပါတယ်တဘောကိုจิตတချင်းမြန်တဲ့စိတ်ခံစားတတ်တဲ့ဒီဟာဘယ်တော့မှထိမကြဘူးသူတို့စကားကလည်းအလုံးပြမှန်ကန်လာပါတယ်ကျွန်တော်မှအပင်တွေကိုမော်ကြီးကကောင်းငယ်တွေတေးလိုက်ပြီးကြည့်လိုက်ရတယ်ဒီလေးတွေလာလေးတွေကြည့်ရတယ်ဒီပင်ဖမ်းပြီးဒီပင်တွေကိုကြည့်ရကောင်းငယ်တွေတေးတိုင်းလိုက်ပြီးတေးလိုက်တာတွေဒီလေးတွေလာကြည့်ရတာဒီပင်ဖမ်းပြီးရဲ့လူကြည့်ရတာဒါပြကျွန်တော်တွေ့ခံစားစီဖို့အတွက်ချိန်ကျိုးလာလို့ခံစားရမယ်နဲ့သဘောအကူချင်းပြန်တို့ခံစားတတ်လာပြီးတော့ဟိုကဘယ်မောတတ်ဘူးတတ်လာပါလေ